အားလုံးပဲမင်္ဂလာပါ football group ကကြိုဆိုပါတယ်ကျွန်တော်တို့မတွေ့ရလဲကြာပြီဒီနေ့မှာကျွန်တော် free ticket လေးတစ်ပွဲပေးသွားခြင်းနဲ့ဘယ်ပွဲလေးလဲဆိုလို့ရှိရင်ကျွန်တော် Newcastle နဲ့ Brighton ပွဲလေးကိုကျွန်တော် free ticket အနေနဲ့ပေးသွားခြင်းပါတယ်အဲ့ဒီပွဲလေးကကျွန်တော်ရဲ့ဒီနေ့မန်မာပွဲထဲမှာလည်းတစ်ပွဲပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်စီမှာမန်မာဝင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ BNB တစ်သိန်းနဲ့ရောင်းပွဲတွေဝယ်နေတာဖြစ်ဖြစ်ကျွန်တော်ရဲ့ Viber နံပါတ်3992662698 Viber မှာလာပြီးတော့ဝယ်လို့ရတယ်လို့ပြောချင်ပါတယ်TikTok ရဲ့ wall ထဲဝင်လိုက်ပါအဲ့ထဲမှာလည်းကျွန်တော် Viber နံပါတ်လေးပေးထားပါတယ်ပြီးတော့Telegram channel ကိုလည်း join ရပေးပါ @football guru 2026ဆိုတဲ့ Telegram channel လေးရှိပါတယ်လူ18000ကျော်ရှိပါတယ်အဲ့ဒီ channel မှာလည်းကျွန်တော်ရဲ့ record တွေနေတိုင်းတင်ပေးထားပါတယ်ကျွန်တော် member တွေကနေတိုင်းစနေတင်းတွေပဲရှိတာပေါ့နော်BNB တွေရောင်းပွဲတွေကတော့တသိန်းရောင်းပွဲနေတိုင်းရှိတယ်ကျွန်တော်အခုနောက်ဆုံး4ရက်ဆက်နိုင်ထားတယ်အဲ့ဒါကိုလည်းကျွန်တော် record တွေကိုကျွန်တော်ရဲ့ Telegram channel မှာအမြဲတမ်းတင်ပေးထားပါတယ်အဲ့တော့စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဝယ်ခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram channel ကို join လုပ်ပေးပါ member plan တွေကတစ်နေ့ကို3ပွဲပေးပါတယ်ကျွန်တော်စနေတင်းတွေ2ရက်ခေါ်ထားပါတယ်ပြီးတော့ BNB တစ်သိန်းနဲ့ရောင်းပွဲတွေကတော့တပွဲကိုတစ်သိန်းမှာရှုံးလို့ရှိရင်ကျွန်တော်တစ်ဖုံးငွေတစ်သိန်းပြန်အမ်းပေးပါတယ်နိုင်မပတ်စံယူလာဖြစ်ပါတယ် BNB ပွဲတွေကတော့အဲ့တော့ကျွန်တော်တို့ Newcastle နဲ့ Brighton ပွဲလေးကိုကျွန်တော် free ticket ပေးသွားခြင်းနဲ့ဒီပွဲမှာဒဲစီပေါက်တယ်ဂိုးမောင်းကြီး340ပေါင်းပေါက်တယ်ဒီပွဲမှာဒီဂိုးမောင်းစီးကကျွန်တော်တို့ခေါ်ကြီးတော့နည်းနည်းဆန့်တယ်ကျွန်တော်တို့ formula ရဆိုလို့ရှိရင်တော့ body စီ50အောက်မှာဂိုးမောင်းစီးက3+50ဝန်းကျင်လောက်ဖြစ်နေတာဖြစ်တယ်တော်တော်လေးကိုပြင်းတဲ့ဂိုးမောင်းစီးပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာဂိုးမောင်းကိုမရွေးချင်ဘူးကျွန်တော်က body ကိုရွေးချင်တာဖြစ်တယ်Brighton အနေနဲ့ဒီနေ့မှာအမှတ်လိုအပ်ချက်ရှိတယ် Newcastle အမှတ်လိုအပ်ချက်မရှိဘူးဒါကို Newcastle အနေနဲ့နောက်ဆုံး5ပွဲလုံးရှုံးထားတယ် Brighton ကနောက်ဆုံး5ပွဲမှာ4ပွဲလုံးနိုင်ထားတယ်အသင်းကြီးကြီးကိုတော့နိုင်တာဖြစ်တဲ့အတွက်တော်တော်လေးကိုကောင်းတဲ့ Brighton ရဲ့ form လို့ပြောကြတယ်ဒီနေရာမှာတချို့နေရာတွေတချို့လူတွေက Brighton ကဥရောပဝင်ငွေအတွက်တို့ဘာလို့ပြောလို့ရှိရင်ကျွန်တော်ကတော့အခုထိလက်မခံနိုင်သေးဘူး Brighton အနေနဲ့ဝင်ရင်လည်းဆိုလို့ရှိရင်တော့မှယူရိုပိုင်လောက်ပဲဝင်သင့်တယ်လို့မြင်တယ်ပြီးတော့အောက်က Chelsea အနေနဲ့လည်းအပေါ်ပြန်တက်တင်တယ်လို့ကျွန်တော်မြင်တယ်ပြီးတော့နောက်ဆုံး5ပွဲလုံးမှာ5ပွဲလုံးရှုံးထားတဲ့ Newcastle ကိုဥရောပဝင်ခွင့်အတွက်ဝင်ခွင့်အတွက်အမှတ်လိုအပ်ချက်ရှိနေတဲ့ Brighton ဖောင်ကောင်းနေတဲ့ Brighton အနေနဲ့ကျွန်တော်တို့ကြေးကြောပေးကိုပေးတင်တယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့အဆင့်6ကနေပြီးတော့အဆင့်15အသင်းလည်းဖြစ်တယ်။ဘယ်လိုပဲ Newcastle အသင်းကပုံစံပြတ်နေပါတယ်ပဲပြောဒီဖွင့်ပေးထားတဲ့ဈေးကရုပ်တိမရှိလို့ကျွန်တော်ထင်တယ်။ပြီးတော့နောက်ဆုံး5ပွဲလုံးရှုံးထားတဲ့ Newcastle အနေနဲ့ဒီနေ့မှာ6ပွဲမြောက်ရှုံးသွားလိမ့်မယ်လို့ကျွန်တော်မထင်တော့ဘူး။ဒါကြောင့်မလို့ဒီနေ့ဒီမှာ Newcastle တရီနဲ့အနိုင်ပဲရှိလိမ့်မယ်လို့ကျွန်တော်တွေးတယ်။ပြီးတော့ Brighton အနေနဲ့လည်းကြီးကြသိမ့်ပြီလို့ကျွန်တော်မြင်တယ်ဗျာ Newcastle အနေနဲ့လည်းတခုခုပြန်လုပ်သိမ့်ပြီလို့မြင်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာ Newcastle body ကိုကြိုက်တဲ့အတွက်ဒီနေ့ကို free ticket အနေနဲ့ Newcastle body လေးကိုပေးချင်ပါတယ်အဲ့တော့ football group ရဲ့ free ticket လေးတွေရှေ့ဒီမှာနည်းနည်းလေးလွဲထားတယ်ဒါအမှန်တိုင်းဝင်ခံတာအကြိုက်တွင်စောအကြိုက်မတူဘက်ကန်လို့ရတယ်ဖောင်းမထုပါနဲ့ဖောင်းထုရင်တော့ကျွန်တော်က block ပါတယ်အဲ့ဒါလေးကိုတော့ကြိုပြီးပြောချင်ပါတယ်အဲ့တော့ဒီနေ့ရဲ့ကျွန်တော်ရဲ့ football group ရဲ့မေလပထမဆုံးရက်မှာပေးတဲ့ free ticket ဖြစ်ပါတယ်Newcastle body ဖြစ်ပါတယ် Corasco အနေနဲ့ဆိုလို့ရှိရင်1121ဆိုတဲ့ခန့်မှန်းချက်လေးမျိုးကိုကျွန်တော်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ football group ရဲ့ free ticket က Newcastle body လေးပဲဖြစ်ပါတယ် Newcastle တည်ရင်နဲ့အနိုင်လို့ပဲမှန်းပါတယ်အိမ်ခွဲမှာရှုံးသွားမယ်လို့တော့ကျွန်တော်မခံစားမိဘူးဒါကြောင့်မလို့ဒီနေ့မှာ Newcastle ကြေးအောင်နိုင်မယ်လို့ကျွန်တော်တွေးပါတယ်ဒါကြောင့်မလို့ဒီပွဲလေးကိုကျွန်တော်ရဲ့ free ticket အနေနဲ့ပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ